guy ဒီနေ့ကျွန်တော်ဖောက်စာ even အပိုင်းနှစ်နဲ့ night for memory even အကြောင်းရဲ့နောက်တော့ Zoli profile ဘယ်လိုပြောရမလဲအကြောင်းကိုကျွန်တော်လည်းပြောပြအောင်ပေါ့နော် A few moments later အခုကျွန်တော်ပထမဆုံးအရင်ပြောမှာကတော့ဖောက်စာ even အကြောင်းပေါ့ဖောက်စာ even ရဲ့ break from the part to ပထမ even လေးကြတော့ဘယ်လိုမျိုးလောက်ရမှာဆိုရင်တော့ enemy ဖြစ် bobby ဖြစ် brother တို့ small တောင်းပေးရအောင်ပေါ့နော် machine ပြီးဆုံးဖို့အတွက်ဒုတိယ machine မှာဆိုရင်တော့ brother တို့တပွဲဆော့ပေးရအောင်တပွဲဆော့ပြီးဆိုရင်ပွဲကနေလုံးမရအောင်ထွက်ပေးရမယ်တတိယ machine ဆိုရင်လည်းဒုတိယ machine နဲ့ဘာမှကွာဘူးပေါ့နော်ကျွန်တော်ပြောချင်တာအဲ့ဒါတော့ brother တို့ဆော့ပြီးဆိုရင်ထွက် machine ပြီးမယ် machine လေးလည်းရတော့ပွဲထဲမှာ brother တို့ဘောဖြစ် enemy ဖြစ်10ကောင် small တောင်းပေးရအောင်ပေါ့နော် small တောင်းပြီးဆိုရင် machine ကပြီးဆုံးမယ်machine 9မှာခလေးကြတော့ brother တို့ဘာလုပ်ရမလဲဆိုရင်တော့ပွဲထဲမှာ7 minutes စာ brother တို့ဆော့ပေးရမယ် machine ပြီးဆုံးဖို့အတွက် machine 6မှာကလေးကြတော့ကွာ brother တို့လောက်ရမယ့်ဟာရတော့ဘာမှမရှိဘူးဇက်လန်လေးဖတ်ချင်ဖတ်လို့ရတယ်မဖတ်ချင်ဘူး skip ပြောမယ် machine 9ကလေးကြတော့ brother တို့ပွဲထဲမှာကွာပစ္စည်းတန်ဖိုးစုစုပေါင်းအားလုံး3သိန်းဘူးတော့ brother တို့ထွက်ပေးရအောင်ပေါ့နော်ထွက်ပြီးဆိုရင် brother တို့ machine ကိုပြီးဆုံးအောင်လုံးနိုင်ပေါ့နော်machine 8ကလေးကြတော့ဘယ်လိုလောက်မလဲဆို keyword လေးထည့်ရမယ် keyword ကဘယ်လိုမျိုးလောက်ရမလဲဆိုတာကိုကျွန်တော်ပြောပြရမှာနော် keyword ရဖို့အတွက်သူအပေါ်မှာနံပါတ်ပြထားတယ် e နံပါတ်အတိုင်းကို brother တို့အစင်လိုက်ဆွဲကြည့်ရင် keyword အခရာပေါ့ပေါ့ e အခရာလေးတွေရပြီဆိုရင် keyword ထည့်ရအောင်မယ်တကယ်လို့ brother တို့ keyword ကိုရှာရပြင်းတယ်လုံးမတက်ဘူးဆိုရင်ကျွန်တော် comment မှာချထားပေးပါနော် keyword ကိုအဲဒါဆို brother တို့ယူလို့ရတယ်အဲကြအခုဖောက်စာ even ရဲ့ break for တပတ်machine ကတော့ပြီးပြီပါနော်အဲကြောင့်ကျွန်တော်နောက်တစ်ခုကိုကျွန်တော်ပြောပြအောင်မယ် machine ရဲ့ machine နောက်တစ်ခုကလေးကြတော့ display operation ဖြစ်မယ်ဒီ operation ကဘယ်လိုမျိုး brother ကိုဆော့ရမှာဆို Setland style နဲ့ brother ကိုဆော့ရမှာနော်ဒီ machine ကလေးကြဆိုရင် brother တို့လွယ်လေးပဲဒါမဲ့တိတ်မခက်ဘူးဒါမဲ့နည်းနည်းစိတ်ချုပ်ရှာလေးတွေတော့ကျွန်တော်ပြောပြရမှာနော်ပထမ machine ကလေးကြတော့ brother တို့ဘာလုပ်ရမလဲဆိုရင်တော့farmer ကနေ brother တို့လွတ်အောင်ထွက်ရအောင်ပေါ့နော် enemy တွေကိုရှင်းရမယ်ဒါပေမဲ့ enemy မဟုတ်ဘူးသူဟာပေါ့ပေါ့နော်ဆက်လန်ပေါ့brother တို့ spawn နေရကနေ brother တို့ထွက်ပြီးဆိုရင် brother တို့ဘယ်ကိုသွားရမလဲ stable ကိုသွားရမယ် stable ကိုသွားပြီးဆိုရင်အဲ့ဒီ stable မှာ king hit နေတဲ့ king hit တဲ့တစ်ဖွဲ့ရှိတယ်ကွာသူတို့အဖွဲ့ပုံစံကဆိုရင်တခြားဖွဲ့တဲ့ထူးခြားမဲ့ပုံကဘယ်လိုလဲဆိုရင်တော့ဘယ်လိုပြောရမလဲသူတို့ကအနှဲရောင်ဝတ်စုံနဲ့ gamma တက်ထားမယ်ဒီကောင်တွေကို brother တို့ကတက်ရအောင်ပါနော်အေးကောင်တွေကို brother တို့ရှင်းပြီးဆိုရင် farmer ကနေနှောက်ထွက်ရမယ်တခုတော့ကျွန်တော်ပြောပြထားမယ်နော်ဒီ farmer ကထွက်ဆိုရင်တခုတော့ရှိရပါ brother တို့လမ်းမှားလို့မရအောင်သူပေးတဲ့လမ်းကြောင်းကနေ brother တို့နည်းနည်းလေးမှားထွက်ရရင်ဘယ်လိုဖြစ်မလဲဆိုရင်တော့ကျွန်တော်အဲ့မျိုးပြီးဆိုရင် brother တို့နှောက်ထွက်ပြီးဆိုရင်machine 1ကပြီးတော့နော် machine 1ကဒီလောက်လေးနဲ့ပဲ brother တို့ပြီးဆုံးရမယ် 1 hour later ရှင်းနေမှာတော့ brother တို့ဘယ်လိုမျိုးလောက်ရမှာဆိုရင် armory map မှာဘယ်လိုပြောမလဲဆိုရင်သူ့ရဲ့ machine ရဲ့ story ကဆိုရင်တော့ကွာဟိုဘယ်လိုပြောမလဲဆိုရင် brother တို့ရဲ့နှောက်ထွက်ထားတဲ့ခြေခါန်းတဲ့ဟာပြန်ဖြောက်တဲ့သဘောနဲ့ပေါ့နော်အဲ့ဒီခြေခါန်းဖြောက်ပြီးဆိုရင်ကိုအဲ့ဒီ story map ကနေနှောက်ထွက်ရအောင်ပေါ့နော်ကျွန်တော်တို့ပွဲထဲဝင်လာပြီးဆိုရင်ဘယ်နေရာသွားရမလဲဆိုရင်ကွာဟို armory ဟိုတနပ်ပြကွင်းနာကုံကားနာကိုကျွန်တော်တို့သွားရမယ်အဲ့ဒီကုံကားနာကို brother တို့သွားပြီးဆိုရင် brother တို့ဘာလုပ်ရမလဲဆိုရင်တော့ကွာ machine လေးကိုလုပ်မယ် machine လေးကိုလုပ်ပြီးဆိုရင်နောက်ဆုံးအဆက်ကဘာလုပ်ရမလဲဆိုရင်တော့ဒီအဆက်ကတော့ brother တို့ machine လုပ်ပြီးရတယ်မြေပုံကနေနှောက်ထွက်ရမယ်ဟို farmer လိုမျိုးပဲလမ်းမှားရင်တည်တတ်တာပေါ့နော်အဲဒါကြောင့်တတိထားပေးရမယ်ဘာဖြစ်လို့ bomber တွေကဆိုရင် brother တို့ကဘလောက်ပဲပြည့်ကျွမ်းတခါလေသူတို့နဲ့တည်ရင်တင်နိုင်တယ်ပေါ့နော်ဘာဖြစ်လို့သူတို့ကြည်တွေက level 6ကြည်ဖြစ်မယ်6ကြည်က level 3ဖြစ်မယ်အဲအောင်တတိထားပြီးနောက်ပြီးတော့ brother တို့ဘယ်လိုကြည်ရမလဲကိုတွားတဲ့လမ်းအဆင်ပြေလားအဆင်မပြေလားဟုတ်လားဆိုရင်mayor body သူတို့ကိုပြစ်မှာပေါ့ကွာသူတို့က player style နဲ့လာတာ mayor bodyကိုတွားတဲ့လမ်းကတကယ်လို့ဘောပြစ်တန်ကြာဆိုရင်အီလန်ကိုမတွားနဲ့တခြားလမ်းအောင်ရှာဘာဖြစ်ဆိုရင်အမှသူတို့ပေါင်းနေတာလေသူတို့ဝတ်လာတဲ့အာမာတို့ဘာတို့တွေကဆိုရင်ဒီစစ်မဟုတ်ရင်ဒီ fire စစ်လောက်ရှိမယ်ကြီးလေးကြတော့ level 4အစစ်ကြီးရှိမယ်အဲအကြောင်း armory map ကနေ brother တို့လွတ်သွားပြီးထွက်လာပြီးသွားပြီဆိုရင် brother တို့ရဲ့ machine ကတော့ပြီးသွားပြီဒီ operation machine ကတော့ပြီးသွားပြီအဲကြောင့်ဖောက်စာ even အကုန်လုံးပြီးသွားပြီဆုလက်ဆောင်တွေကောက်လို့ရပြီပါနော်ဟောက်စာ event ပြီးဆိုတော့hourly night fair event အကြောင်းကျွန်တော်ဆက်ပြောမှာเนาะဒီ event မှာဆိုရင် machine တွေကိုဘယ်လိုမျိုးလောက်ရမလဲဆုလက်ဆောင်တွေကဘာရှိမလဲဆိုတာကိုကျွန်တော်လည်းပြောပြရမှာเนาะအဲဒါကြောင့်အခုကျွန်တော်ဆုလက်ဆောင်တို့အရင်တကြည့်လိုက်ကြရအောင်เนาะဆုလက်ဆောင်မှာဆိုရင် sticker လေးရှိမယ်အယောင်ဆိုးထားတဲ့အာမာလေးတွေရှိမယ်ဘားဆွဲတွေရှိမယ်နောက်ပြီးတော့အင်ကြီးတစ်စုံရှိရင်ပေါ့เนาะအင်ကြီးလေးကတော့
သူအယောင်လေးကတော့အဝါရောင်ဖြစ်မယ် re ဆိုပြီးစားတာလေးရှိပေါ့နော်အင်ကြည့်ပြီးတော့ကန်တက်လက်ရှိမယ်ကန်ကလေးရတော့အယောင်ဆိုးထားတဲ့ကန်ပဲယူကန်လာပေါ့နော်ခရမ်းရောင်အစ်စ်ကန်ပေါ့ animation ရှိမလားဆိုရင်တော့မရှိတော့ဘူးတော့ကျွန်တော်ထင်တယ်ပေါ့နော်ဘာဖြစ်ဆိုရင်ခရမ်းရောင်အစ်စ်ကန်တွေကမရှိတော့ဘူးအယောင်ဆိုးထားရုံလောက်ပဲဒီ skin တွေရပေါ့တော့ brother တို့ bear တွေလောက်ရမလဲဆိုရင် machine တွေကိုကျွန်တော်လည်းပြောပြအောင်ပေါ့နော် machine နောက်တစ်ခုကလေးကြတော့ night fair hissel ဆိုတဲ့အရာလေးရှိမှာနော်ဒီဟာကလေးကြတော့ပုံပေဟီဒီကို brother တို့ဆက်ပေးရမယ်ဒီ even ဒီ machine ရဟာကလေးကြတော့ဘယ်လိုမျိုးတွေဆိုရင်မှားနေတဲ့ပုံတွေကိုကိုစီပေးရမယ်စူးလက်ဆောင်တွေကလေးကြတော့ကိုအင်း9000ကိုရအောင်ပေါ့နော်တပုံမှာဆိုရင်သူဟာကလေးကြတော့၄ခွက်ရှိမယ်၄အစစ်ရှိမှာပေါ့နော်တစ်စစ်နဲ့တစ်စစ်မှာဆိုရင် brother တို့ night fair level ကိုဖြည့်ပေးရမယ်level ပြည့်ရင်သူတပုံတစ်ခွက်ဖွင့်ပေးရမှာနော်အဲ့ဒါကြောင့် brother တို့ machine တွေလောက်ပြီးတော့ level လေးတွေဖြည့်ပေးရမယ်နောက်ပြီးတော့ brother တို့ဒီ level တွေပြည့်ဖို့အတွက်ဘာတွေဆက်လုပ်လို့ရတယ်လဲဆိုရင်wiki machine ဆိုတာလေးရှိမယ် wiki machine ကိုကလေးကြတော့ brother တို့ဘယ်လိုလုပ်ရမလဲဆိုရင်တစ်ပတ်မှတစ်ခါဆိုရင်သူ research ချပြီးတော့ကိုလုပ်ပေးရမယ်ဒါပေါ်ရောက်ဆိုရင်မိနစ်60မိနစ်30အဲ့လိုမျိုးလေးတွေဆော့ပေးရမှာပေါ့နော်ဆော့ပြီးဆိုရင်ဒီကွိုင်ကိုဘယ်မှာရနိုင်သေးလဲဆိုရင် armory map မှာကိုဆော့ပြီးတော့ရနိုင်တယ်ပေါ့နော် armory map မှာဘယ်နေရာမှာရလဲဆိုတော့ကျွန်တော်အတိအကျပြောလို့မသိဘူးဘာဖြစ်ဆိုရင်ကျွန်တော်လည်းတစ်ခါပဲရဘူးတဲ့ armory map မှာကျွန်တော်ဆော့လာတလားပေါ့နော်အဲကြောင့် knife armory knife frame event ကလေးကြတော့ဒီလောက်ပေါ့နော်အဲဒါကြောင့် event အကြောင်းတွေလည်းပြောပြပြီးဆိုတော့ဇိုးလေးဖြုံမဲ့အကြောင်းလေးကိုကျွန်တော်လည်းပြောပြမှာနော် appearance ကိုဝင်မယ် appearance ဝင်ပြီးဆိုရင် customization ဆိုတဲ့ resort နေအောင်နှိုက်ပြီးဆိုရင်ဒုတိယအကွက်လေးကို brother နှိုက်လိုက်ပြီးဆိုရင် brother တို့ဇိုးလေးပုံတွေ့မယ်ကွာတကယ်လို့ brother တို့အသုံးပြုရနှိုက်ထားမယ်ဆိုရင်သူ Cassian ဆိုတဲ့ဟာလေးကိုသူပြတာတယ်အဲ့ဒါလေးကိုနှိုက်ပေးလိုက်ပြီးဆိုရင်ဇိုးလေးပုံကပြသွားပြီကိုစင်ထားတဲ့ပုံလေးကလာပေါ့နော်လွယ်လေးပဲမတိတဲ့တူလေးအတွက်ပေါ့နော်တိပြီးတဲ့လူဆိုရင်လည်းဘာမှမဖြစ်ဘူးပေါ့အေးကြပဲကျွန်တော်ပြောပြတဲ့အရာတွေအားလုံးကပြီးပါနော်အခုကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့ brother တို့အားလုံးကိုကျွန်တော်ကျေးဇူးတင်တယ် see you next video bro